ဒီကုံတွေကိုဝယ်ဖို့ပွဲစားတွေစီမှာတော့အကျွေးသိမ်းတန်းချီတင်နေတာဗျမင်းအမေလိုစကားကိုရှောက်ပြောမနေနဲ့မင်းမှာပတ်စံရှိမရှိငါတို့နဲ့ဘာဆိုင်လဲဒီနေ့ကားခမပေးရင်မင်းဒီဝင်းတကားဝါကနေဘလို့မှထွက်သွားဖို့မစင်စားနဲ့ဒါနဲ့မကဘူးကုမ္ပဏီကြီးကလည်းအမိတ်ပေးထားပြီးပြီဒီကွင်းပြင်တစ်ခုလုံးမှာရှိနေတဲ့တန်တရားရှိတဲ့အမိုက်တွေကိုနိုင်ဝက်အတွင်းအကုန်ရှင်းပြရမယ်တိုက်ထုတ်သွားရမယ်ငါတို့ကားဆဲငါးစီးကဒီအမိုက်တွေကိုမင်းတို့ရွာထဲပြန်တည်ပေးမယ်ဒါပေမဲ့ပြန်တည်ခါကိုနောက်ထပ်ကားခထပ်ပေးရမယ်အကုန်လုံးစုစုပေါင်း6000ရှိတယ်တကြက်မှရှော့လို့မရဘူးညီကိုတို့ပတ်စံမပေးရင်ဒီကောင်ကိုဒီနေ့အပိုင်းပိုင်းပြစ်ကြစမ်းကားခတင်မကဘူးကိုရင်ကြီးကြောင်ဒီလောက်အထိရေလောင်းတဲထည့်ထားတဲ့ကုန်းစုပ်တွေကအခုဆိုပုတ်ဆက်ပြီးအနံ့တွေထွက်နေပြီမင်းရွာထဲပြန်တည်သွားလဲထားစရာနေရာရှိမှာမဟုတ်ဘူးမြို့ပြအမိုက်ဆုံးဖြစ်တဲ့နေရာကိုပဲတိုက်ရိုက်တည်သွားရမှာအခုခေတ်ဆောက်လို့ရအမိုက်တွေပြစ်ခါဖို့ဆိုရင်တဒန်းကိုအနည်းဆုံး200ပေးရတယ်တန်တရားဆိုရင်နောက်ထပ်အမိုက်ပြစ်ခါ2000ထက်ကြအောင်မှာပေါ့ဒါမဖြစ်နိုင်တာဒါမဖြစ်နိုင်ဘူးကြောင်ချန်ကကွင်းပြင်တစ်ခုလုံးမှာပုတ်ဆက်နေတဲ့စက်ကူဖက်တွေနဲ့ဘီလက်မြေတုံးတွေကိုကြည့်ပြီးစိတ်သက်တွေလုံးဝပျက်စီးသွားတော့တယ်သူကရှုံနုံတွေကြားထဲမှာထိုင်ပြီးအယူတယောက်လိုမိုးလိုက်ရဲလိုက်လုံနေတာပေါ့ဘေးနားမှာလည်းဒေါသထွက်နေတဲ့ကာသမားတွေကဝိုင်းပြီးအကျွေးတောင်းနေကြတယ်ကျွန်တော်ကတော့မလက်မကန်းကနေဒီမြင်ကွင်းကိုအေးဆက်ဆက်ကြည့်နေမိတယ်ဘာတနာစိတ်မှလည်းမရှိပါဘူးလူကြီးတွေရဲ့လောကမှာတော့ကိုရွေးချယ်တဲ့လမ်းအတွက်ကိုယ်တိုင်တန်ဖိုးပြန်ပေးရတာပဲသူအစတုန်းကအဖိုးအိုတွေရဲ့တွေးဆုပ်ထားတဲ့ပတ်စံတွေကိုလိမ့်ခဲ့တုန်းကကုမ္ပဏီတဲတွေထည့်ပြီးကုမ္ပဏီကြီးကိုနှိပ်စက်ခဲ့တုန်းကဒီနေ့လိုမျိုးတေးရတာထက်ပိုဆိုးမဲ့အကျိုးဆက်ရှိလာလိမ့်မယ်ဆိုတာသူတွေးထားတင်တာပေါ့ကြောင်ချန်ကတော့ကားသမားတွေရဲ့ဆွဲလာရန်လာနဲ့ဘေးတစ်ဖက်မှာအကျွေးတင်တောင်းခံနေရပြီးဒါပေမဲ့ကုမ္ပဏီကြီးရဲ့ကွင်းပြင်တွေကပြဿနာကတော့မပြီးသေးဘူးဒုတိယတာဝန်ခံလူကြီးမင်းဝမ်ကကွင်းပြင်လဲမှာရက်ပြီးမျက်နှာတစ်ခုလုံးပြက်ကချွေးတွေပြန်နေတာပေါ့လူကြီးမင်းဝမ်မရတော့ဘူးဗျဒုတိယအချောကင်ဆက်ကအပူပေးပြီးလို့အစင်သင့်ဖြစ်နေပြီအခုချက်ချင်းကုန်ကျန်းထည့်ရတော့မှာဒီနေ့သာဒီတန်တရားရှိတဲ့ကုန်ကျန်းကိုမဖြည့်နိုင်ရင်စက်ရုံတစ်ခုလုံးလုပ်ငန်းရပ်နားရလိမ့်မယ်တရက်လုပ်ငန်းနားရင်ဆုံးရှုံးမှုကအနည်းဆုံး9တန်းကနေစမှာဗျဥက္ကဋ္ဌကလည်းခုနတင်ဖုံးဆက်ပြီးဆဲဆူသွားတယ်ငါကောဘာလို့ရမှာလဲကြောင်ဆိုတဲ့ကောင်စုပ်ကအမိုက်တန်တရားယူလာတာငါကဆက်ထဲထည့်ရဲမို့လို့လားချက်ချင်းတခြားကုန်တယ်တွေကိုဆက်သွယ်စမ်းပတ်စံဘလောက်ပဲကုန်ဘေးပတ်ဝန်းကျင်မျိုးတွေကနေကုန်တွေကိုအရေးပေါ်တိုက်ထုတ်လာခဲ့ကြစမ်းမမီတော့ဘူးလူကြီးမင်းဝမ်ဘေးပတ်ဝန်းကျင်မျိုးတွေမပြောနဲ့တပီးနယ်လုံးမှာရှိတဲ့ကုန်တွေကိုယူလာရင်တော့တန့်စင်မှုမရှိတဲ့ကုန်တွေမို့လို့တိုးဆက်ယုံမှာဒုတိယအကြိမ်ပြန်ခွဲချရအောင်မှာအချိန်ကဘလို့မှမမီနိုင်ဘူးဝေယူရေးဌာနနဲ့စစ်ဆေးရေးဌာနကလူတွေအကုန်လုံးဒဲအိုးပူပေါ်ကပြရွက်စိတ်တွေလိုပြာရခတ်နေကြတာပေါ့ဘေးကနေပွဲကြည့်နေတဲ့ကုန်တယ်တွေကလည်းခေါင်းခါပြကြတယ်သူတို့လက်ထဲမှာစက်ထဲတိုက်ရိုက်ထည့်လို့ရမယ်အစင်းမြင့်ကုန်ကျန်းတွေလုံးဝမရှိဘူးလေလုပ်ငန်းသားရင်9တန်းဆုံးရှုံးမယ်ဒါကလူကြီးမင်းဝမ်အတွက်တော့ယာဒူးပြုတ်မဲ့အနေအကြီးပဲဖြစ်တယ်လူကြီးမင်းဝမ်မလောပါနဲ့ကျွန်တော်ခုနကဖုန်းထဲမှာပြောခဲ့တာပဲကျွန်တော်ဒီနေ့ကား3စီးစာအစင်းမြင့်ကုန်ကျန်းတွေယူလာခဲ့ပါတယ်ပြန်ခွဲချနေဖို့မလိုဘူးစက်ထဲတိုက်ရိုက်ထည့်လို့ရတယ်တထေးလင်းအခုကနောက်ပြောင်ရမယ့်အချိန်မဟုတ်ဘူးဗျတို့ရဲ့ဒုတိယဆက်ကလိုအပ်တာကတန့်စင်မှု69%ကျော်ရှိတဲ့အစင်းမြင့်ကုန်ကျန်းတွေဗျမင်းရဲ့ကား3စီးကအလွန်ဆုံးရှိမှတက်40ပဲရှိတာပြီးတော့မင်းမှာစက်ယုံကြီးလည်းမရှိပဲနဲ့ဒီလောက်တန့်စင်တဲ့ကုန်တွေကိုဘယ်လိုလုပ်ထုတ်နိုင်မှာလဲနောက်ပြောင်နေတာဟုတ်မဟုတ်လူကြီးမင်းကိုယ်တိုင်စစ်ဆေးကြည့်ရင်သိမှာပေါ့ကားတကားဖွင့်လိုက်စမ်းနောက်တစ်စက္ကန့်မှာတော့ကွင်းပြင်တစ်ခုလုံးကလူတွေအကုန်လုံးအံ့ဩသွားကြတယ်ဘာအနက်အသက်ဆိုးမှမရှိဘူးရေဆက်တစ်ဆက်တောင်မရှိဘူးပထမဆုံးကားထဲမှာတေးသေးတက်ထုတ်ပိုးထားတဲ့အစင်းမြင့်ဂျင်းနီတုံးတွေရှိနေတဲ့နေအောင်အောက်မှာအဲ့ဒီဂျင်းနီတွေကတောက်ကနေပြီးလှပလုံးလို့အမှုပညာပစ္စည်းတစ်ခုလိုပဲဖြစ်နေတာပေါ့ဒုတိယကားနဲ့တတိယကားထဲမှာတော့တန်ရှင်းတောက်ပနေတဲ့ပလတ်စတစ်ဘူးခွန်တွေကြီးပဲဘူးဖုံးတစ်ခုတော့အကုန်မပါဘူးကက်ခွာစက်ကူစားတစ်ခုတော့မကြံဘူးတန်ရှင်းလုံးလို့စက်ယုံကခုနတင်ထွက်လာတဲ့ကုန်ကျန်းအစ်စ်တိုင်းပဲလူကြီးမင်းဝမ်ရဲ့မျက်လုံးတွေကချက်ချင်းပြူသွားပြီးအသက်ရှူတန်းတွေတောင်မြင်လာတော့တယ်ဒါမဖြစ်နိုင်တာသူကအရှိကစစ်ဆေးမှုကိုတွန်းဖယ်ပြီးကိုယ်တိုင်ကားပေါ်တက်သွားတယ်ပြီးတော့ဂျင်းနီပုံထဲကနေလက်တဆုပ်စာနှိုက်ကြည့်တယ်ပလတ်စတစ်ပုံတွေကိုလည်းအားရပါရမှွေနောက်ကြည့်ပြန်တယ်တဲတွေမရှိဘူးရေတွေမရှိဘူးဘာမှမရှိဘူးလုံးဝကိုတန့်စင်လုံးနေတယ်မြင်စစ်ဆေးစမ်းလူကြီးမင်းဝမ်ရဲ့အတန်တွေကစိတ်လှုပ်ရှားလုံးလို့တုံရင်နေပြီးစစ်ဆေးမှုတွေလည်းတတိပြန်ဝင်လာပြီးကရိယာတွေကိုကင်ကားချက်ချင်းပြေးတက်သွားကြတယ်ပြီးတော့ကား3စီးလုံးကကုန်တွေကိုအသေးချာတင်းကျပ်စွာစစ်ဆေးကြတော့တာပေါ့2မိနစ်ကြာပြီးနောက်လူကြီးမင်းဝမ်အံ့ဖွယ်ပဲပထမကားကဂျင်းနီတန့်စင်မှုက69.8%ရှိတယ်ဒုတိယကားနဲ့တတိယကားကပလတ်စတစ်ကစိုးထိုင်းစာတူးမြပဲအမိုက်ပါဝင်မှုလည်းတူးမြပဲဒါကအစင်းမြင့်ကုန်ကျန်းစံချိန်စံညွှန်းနဲ့လုံးဝကိုက်ညီတယ်ဒုတိယဆက်ထဲကိုဓာတ်ရိုက်ထည့်လို့ရပြီဗျကောင်းတယ်ကောင်းလုံးတယ်တထေးလင်းမင်းကငါအသက်ကိုကယ်လိုက်တာပဲတို့ကုမ္ပဏီကြီးရဲ့စက်ရုံကိုကယ်လိုက်တာပဲဗျာ
ဒီတန်40ရှိတဲ့ကုန်တွေကိုငါအကုန်ယူမယ်ပြီးတော့ငါဈေးကွက်ရဲ့အမြင့်ဆုံးဈေးထက်20ရာခိုင်နှုန်းပိုပေးပြီးရှင်းပေးမယ်ကုန်တယ်တွေကတော့အောက်အောက်လုံးလုံးမျက်လုံးတွေပြုတ်ကြမတတ်ပဲအမြင့်ဆုံးဈေးထက်20ရာခိုင်နှုန်းပိုပေးမယ်ဟုတ်လားဒါကဘာသဘောလဲဒီအမြက်ကပတ်စံရိုက်ဆက်ထက်တောင်များအောင်မယ်ဒါပေမဲ့ကျွန်တော်ကတော့ဘာမှဝမ်းသာအားရဖြစ်မနေပဲအေးစစ်စစ်ပဲလက်ကိုပြန်ရုပ်လိုက်တယ်လူကြီးမင်းဝမ်းဒီတန်40လောက်နဲ့ပဲကျွန်တော်ကိုပြန်လွတ်ဖို့ကြိုးစားနေတာလားတထေးလင်းမင်းကဘာသဘောလဲဈေးနဲ့လို့လားလုံးဝမဟုတ်ပါဘူးကျွန်တော်ကစီးပွားရေးတေးလုံးလို့ပြောတာပါဒီတန်40ဆိုတာကကျွန်တော်ကုမ္ပဏီကြီးကိုပေးတဲ့မိတ်ဆက်လက်ဆောင်တက်ပါကျွန်တော်တကယ်ရောင်းချင်တာကဒါဗျလူကြီးမင်းဝမ်းကအံ့ဩစွာနဲ့စာရွက်စာတမ်းကိုလှမ်းယူပြီးအရှိကခေါင်းစဉ်ကိုကြည့်လိုက်တယ်မြို့မြောက်ပိုင်းပြန်လည်အသုံးပြုရေးလုပ်ငန်းခွင်အခြေခံအသေးစိတ်ခွဲခြားမှုနဲ့အစစ်မြင့်ကုန်ကျန်းထောက်ပံ့ရေးမဟာဗျူဟာစာချုပ်ကျွန်တော်ကအပြင်ကကျေပြန့်တဲ့မြို့ကြီးကိုလက်ညှိုးထိုးပြီးပြင်းငိမ့်ပြတ်သားတဲ့အတန်နဲ့ပြောလိုက်တယ်လူကြီးမင်းဝမ်းကျွန်တော်မှာစက်ယုံကြီးတွေမရှိဘူးဒါပေမဲ့ကျွန်တော်လက်ထဲမှာဒီမျိုးရဲ့အကြီးဆုံးအလုပ်သမားကွန်ရက်ရှိတယ်ထောင်တောင်းချီတဲ့အမိုက်ကောက်သမားတွေကကျွန်တော်ရဲ့အတိအကျဆုံးခွဲခြားရေးစက်ပစ္စည်းတွေပဲဒီတန်40ဆိုတာအစပဲရှိသေးတယ်စာချုပ်တာချုပ်လိုက်ရင်မနေ့ပြန်ကစပြီးကုမ္ပဏီကြီးအတွက်နေ့တိုင်းတန်100ထက်မနည်းတဲ့ဒီလိုတန့်စင်တဲ့ကုန်တွေကိုတည်ငြိမ်စွာထောက်ပံ့ပေးနိုင်တယ်ကျွန်တော်လိုချင်တာကတစ်ခေါက်စာအယောင်းဝယ်မဟုတ်ဘူးကျွန်တော်လိုချင်တာကကုမ္ပဏီကြီးရဲ့တခုတည်းသောစစ်ဆေးမှုကင်းလွတ်ခွင့်ရတဲ့ကုန်တဲ့အဆင့်တန်းပဲပြီးတော့စပုံငွေ9တန်းအခုချက်ချင်းလိုချင်တယ်ပြောပြီးတာနဲ့ကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်အားလုံးကကျွန်တော်ရဲ့ကြီးမားတဲ့ရည်မှန်းချက်နဲ့ယုံကြည်ချက်ကြောင့်အံ့ဩသွားကြတာပေါ့ကြားခံပွဲစားတွေအကုန်လုံးကိုကြော်ဖြတ်ပြီးဒီနယ်ရဲ့အကြီးဆုံးလုပ်ငန်းစုကြီးနဲ့ဓာတ်ရိုက်စာချုပ်ချုပ်ဖို့ပြောနေတာဒါကပြန်လဲအသုံးပြုရေးလုပ်ငန်းထဲမှာအဆင့်တန်းချင်းလုံးဝကွာခြားသွားစေတာပဲကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌရုံးခန်းအပြင်ဘက်ကအဲခန်းမှာကျွန်တော်ထိုင်ပြီးရင်နွေးချမ်းတောက်နေတယ်အဲ့ဒီချိန်မှာပဲကျွန်တော်ဖုန်းကတုံခါလာပြန်တယ်ဝင်းဟောင်းထဲကအပိုးဝမ်ဆက်တာပေါ်ဖုန်းကိုလက်ခံလိုက်တာနဲ့တစ်ဖက်ကနေစူညံတန်တွေထွက်လာတော့တယ်တထေးလင်းတကယ်ကိုဝမ်းသာစရာကြီးဗျာမင်းမြင်မြန်လာကြည့်ဦးကြောင်ချန်ဆိုတဲ့မြေစုပ်ပြန်ရောက်လာပြီသူ့ရဲ့တန်တရားရှိတဲ့အတူအယောင်ကုန်တွေကိုကုမ္ပဏီကြီးကအကုန်ပြန်လွတ်လိုက်တယ်ကုန်တင်ကားကြီး15စီးကရေလောင်းထားတဲ့စက်ကူတွေနဲ့တဲတွေကိုအကုန်လုံးရွာထဲပြန်တယ်လာတယ်ဟောသူကကားပေးနိုင်သေးလို့လားကားဖယ်ပေးနိုင်မလဲဗျာသူ့အိတ်ထဲမှာအခုမျက်နှာထက်တောင်ပြောင်းနေပြီကားသမားတွေအကုန်လုံးဒေါသထွက်ပြီးကုန်တွေကိုလမ်းပေါ်တင်မဲဒီတန်တရားရှိတဲ့အမိုက်တွေကိုကျောင်းတို့ဝင်းတကားဝမှာအကုန်တုံးပစ်လိုက်ကြတယ်အခုဆိုလမ်းမကြီးတစ်ခုလုံးဒီအမိုက်တွေနဲ့ပိတ်ဆို့နေပြီဗျအဖိုးဝမ်တေချာကြည့်နေပါကိုမထိခိုက်စေနဲ့ကျွန်တော်ခုပဲလာပြီးပွဲကြည့်ပါမယ်ဖုံးချပြီးတာနဲ့ကုမ္ပဏီကြီးကတာဝန်ခံကိုနှုတ်ဆက်ကာကျွန်တော်ရဲ့ကားကိုမောင်းပြီးရွာထဲကိုပြန်လာခဲ့တယ်လမ်းကြားဝမှာကားရက်လိုက်တော့အရှိကလမ်းကတော့မြင့်တက်နေတဲ့စက်ကူပြားတွေနဲ့တဲတွေကြောင့်လုံးဝပိတ်ဆို့နေပြီလေထုထဲမှာလည်းစက်ကူတွေရေဆူပြီးရှင်ဆုပ်ဆုပ်အနံ့အသက်ဆိုးတွေကနန်းဟောင်းနေတာပေါ့ပတ်ဝန်းကျင်တစ်ခုလုံးလည်းညစ်ပတ်ပေရေးနေတာပဲကြောင်ချန်ကတော့အကျွေးတောင်းတဲ့လူအုပ်ကြီးရဲ့ဝိုင်းအောင်ချင်းကိုခံနေရတယ်ကြောင်ချန်မင်းငါတို့ကိုတနာစရာတရုပ်မဆောင်နဲ့မနေ့ကကုံဝယ်တုန်းကတေချာပြောထားပြီးသားဒီနေ့ကုံဖို့အပြက်ရှင်းမဲ့ဆိုပြီးတော့အခုကုံတွေပြန်တယ်လာပြီးမှပတ်စံမရှိဘူးပြောတယ်ငါမင်းကိုပြောလိုက်မယ်ဒီနေ့အကျွေး350မပေးရင်ငါမင်းနဲ့မပြီးဘူးကိုစုကြီးပြကျွန်တော်မှတကယ်ပတ်စံမရှိတော့လို့ပါကုမ္ပဏီကြီးကကျွန်တော်ရဲ့ရော်ချင်းငွေ3သိန်းကိုအကုန်သိမ်းသွားပြီကျွန်တော်ကက်ထဲမှာတစ်ချက်မှမရှိတော့ဘူးကျွန်တော်ကိုရက်နေနေလောက်အချိန်ပေးပါဦးဗျာဟက်မင်းကိုအချိန်ပေးတော့ငါ့ကိုကောဘသူကအချိန်ပေးမှလဲပတ်စံမရှိရင်ဒီဝင်းကိုငါ့ကိုရက်လိုက်ကြစမ်းသူငါတို့ကိုတော့လုံအားကမပေးရသေးဘူးကြောင်ချမ်းမင်းဒီလောက်ဝက်လုံးလျှောက်ပြီးအမိတ်ပေးခဲ့လို့အခုစက်ယုံပျက်စီးသွားပြီမြန်တို့ရဲ့လုံအားကကိုရှင်းပေးမဟုတ်ရင်တို့ဒီနေ့အလုတ်သမားယုံသွားတိုင်မယ်ဟုတ်တယ်အလုတ်သမားယုံသွားတိုင်မယ်သွားတိုင်ကြစို့ထိုက်တယ်ဒီလိုနှလုံးသားမရှိတဲ့စီးပွားရေးသမားကဒီလိုအကျိုးဆက်မျိုးရရမှာကြောက်တုံးတွေနဲ့တို့အမိုက်ကောက်သမားတွေရဲ့သွေးဆုပ်ယုံတင်မကဘူးမိုးနဲ့မင်းကတော့မျက်စိရှိလို့သူ့ကိုပတ်စံရှုံးစေတာဒီအမိုက်တွေကိုအကုန်တဲသွားခိုင်းဆန်းကျွန်တော်မှပတ်စံမရှိဘူးအသက်ပဲရှိတယ်ဒီဝင်းကကျွန်တော်အဖေပိုင်တာသူ့စီသွားတောင်းကြသူပြောပြီးတာနဲ့စူညံလာတဲ့ရဲကားအိုးတန်တွေကဝေးရာကနေနီးကပ်လာတော့တယ်ရဲကား2စီးနဲ့စစ်စေးဌာနကား1စီးကဝင်းတကားဝမှာရက်လိုက်တယ်ကားတကားပွင့်သွားပြီးရဲတွေနဲ့တာဝန်ရှိသူတွေကလူအုပ်ထဲကိုမြ мян လျှောက်လာကြတယ်မင်းကကြောင်ချမ်းမဟုတ်လားတို့ကရဲစခန်းကပါကုမ္ပဏီကြီးရဲ့ဥပဒေဌာနကတိုင်ချက်ဖွင့်ထားတယ်မင်းကစာချုပ်ဖြတ်မှုနဲ့လိမ်လည်မှုမှာပါဝင်နေတယ်တစ်ချိန်တည်းမှာပဲပြည်သူတွေကတိုင်ထားကြတယ်မင်းကအလေးကိုတဲ့အချိန်ခွင်ကိုတုံးပြီးလူတွေကိုနှိပ်စက်တယ်ပြီးတော့ကုံတွေတဲ့အတူအယောင်တွေရောတော့တယ်တို့နဲ့အတူလိုက်ခဲ့တော့မဟုတ်ဘူးကျွန်တော်လိမ်တာမဟုတ်ပါဘူးကျွန်တော်ကဒီတိုင်းအမျက်နဲ့ပို့လို့ခြင်းလို့ပါအဖေကဲပါဦးအဖေမြန်ပတ်စံရှင်းပေးပြီးသူတို့ကိုနှင်ထုတ်ပေးပါဦးအဖေငါကပတ်စံရှင်းပေးရမယ်ဟုတ်လားငါကဘာနဲ့ရှင်းရမှာလဲ
မင်းအတွက်အဲ့ဒီ3သိန်းရော်ချင်းငွေရဖို့ငါကဒီဝင်းနဲ့အိမ်ဟောင်းကိုပါအကုန်ပေါင်နှံထားရတာအခုတော့မင်းကဒီလောက်ပြဿနာအကြီးကြီးရှာထားတော့တို့မိသားစုတစ်ခုလုံးပျက်စီးပြီးငါဘာလို့မင်းလိုအိမ်ဖြတ်မဲ့ကောင်မျိုးကိုမွေးမိပါလဲအဖိုးကြီးကမြေပြင်ပေါ်မှာထိုင်ပြီးအော်ဟစ်မှုကျွေးနေတော့တယ်အရင်တုန်းကကျွန်တော်ကိုဝင်းငါခတောင်းပြီးနှင်းထုတ်တုံးကချင်းချောက်မှုမျိုးလုံးဝမရှိတော့ဘူးတကယ်တော့သူပြောတဲ့အဆက်အသွယ်ဆိုတာအလကားချင်းချောက်တဲ့စကားတက်ပဲတကယ်စီးပွားရေးလောကရဲ့အမှန်တရားအောက်မှာတော့ချက်ချင်းပျက်စီးသွားတာပေါ့ကျွန်တော်ကကားထဲမှာထိုင်ပြီးကြောင်ချံကိုရဲတွေဖမ်းခေါ်သွားတာကိုအေးဆက်ဆက်ကြည့်နေမိတယ်တာဝန်ရှိသူတွေကလည်းအလေးခိုးတဲ့အချိန်ခွင်ကိုချိတ်ပိတ်လိုက်ပြီးတကားဝမှာအဖြူရောင်ကတ်ခွာတွေကတ်လိုက်တော့တယ်လုံးဝကိုရှုံးနေသွားတာသူအညိုးတေးနဲ့ကျွန်တော်ကိုနှင်ထုတ်ခဲ့တဲ့အချိန်ကနေသူလုံးဝပျက်စီးပြီးဥပဒေအရအရေးယူခံရတဲ့အချိန်ထိတပတ်တောင်မပြည့်သေးဘူးလေကျွန်တော်ကားမှန်ကိုတင်လိုက်တယ်ဂီယာချင်းပြီးလီဗာကိုနင်းတာဒီလိုညစ်ပတ်ပီရင်နေတဲ့နေရာကနေလုံးဝထွက်ခွာခဲ့တော့တယ်ကုမ္ပဏီကြီးကိုပြန်သွားပြီးစာချုပ်ချုပ်ရတော့မယ်ကျွန်တော်ကုမ္ပဏီကြီးရဲ့အခန်းကိုနောက်တစ်ချိန်ရောက်တဲ့အခါမှာတော့ကျွန်တော်ကိုကြိုးဆိုတာကလူကြီးမင်းဝံမဟုတ်တော့ပဲကုမ္ပဏီကြီးရဲ့တကယ်အကြီးအကဲဥက္ကဋ္ဌကြီးချန်ချန်းချောင်ကိုယ်တိုင်ပဲဖြစ်တယ်သူ့လက်ထဲမှာလည်းကျွန်တော်ရဲ့မဟာဗျူဟာစာချုပ်ရှိနေတာပေါ့ညီကိုလင်းတကယ်ကိုထူးချွန်တဲ့လူငယ်ပဲဗျာမင်းရဲ့ဒီအခြေခံအသေးစိတ်ခွဲခြားရေးမဟာဗျူဟာကိုငါ3ခေါက်တောင်တိတိကျကျဖတ်ပြီးပြီမင်းကစက်ပစ္စည်းအကြီးကြီးတွေအတွက်ပတ်စံများကြီးရင်းနှီးမြှုပ်နှံဖို့မလိုပဲမှန်ကန်တဲ့အမျက်ခွဲဝေမှုကတဆင့်ဒီမျိုးရဲ့အကြီးဆုံးအမိုက်ကောက်သမားအုပ်စုကိုအထီရောက်ဆုံးနဲ့အသက်ရှင်ဆုံးခွဲခြားရေးစက်ရုံကြီးအဖြစ်ပြောင်းလဲလိုက်တာပဲဒီစနစ်ကတန့်စင်မှုမြင်မာရုံတည်းမကဘူးလူမှုပတ်ဝန်းကျင်အတွက်ပါတာဝန်ယူမှုရှိတယ်တကယ်ကိုပါရမီရှင်တယောက်ရဲ့အတွေးခေါ်ပဲဗျာဥက္ကဋ္ဌချန်ကျွန်တော်ကတော့တခြားလူတွေအောက်ခြေလူဒန်းစားကိုနှိပ်စက်ဖို့သုံးတဲ့စွမ်းရည်တွေကိုစီကံတွေတိစောက်ဖို့နဲ့ကုန်ကျန်းတန့်စင်ဖို့နေရာမှာပဲပြောင်းသုံးလိုက်တာပါလူကြီးမင်းကကျွန်တော်ကိုယုံကြည်မှုပေးမယ်ဆိုရင်တော့ကုမ္ပဏီကြီးရဲ့စက်တွေထဲမှာဘယ်တော့မှအမိုက်တွေမရှိစေပဲအတန်ရှင်းဆုံးကုန်ကျန်းတွေပဲရှိနေစေရမယ်လို့ကျွန်တော်အာမခံပါတယ်ကောင်းတယ်ပြတ်သားတယ်ဒီနေ့ကစပြီးလင်းဖန်ရဲ့လုပ်ငန်းခွင်ဟာတို့ကုမ္ပဏီကြီးရဲ့တပြည်နယ်လုံးမှာတခုတည်းသောစစ်ဆေးမှုကင်းလွတ်ခွင့်ရတဲ့တခုတည်းသောတိုက်ရိုက်ကုန်တယ်ပဲကုန်တွေအကုန်လုံးကိုစစ်ဆေးနေစရာမလိုပဲတိုက်ရိုက်တူလောင်မယ်ပြီးတော့ဈေးနှုန်းကိုလည်းဈေးကွက်ရဲ့အမြင့်ဆုံးဈေးထက်20%ပို့ပြီးပေးမယ်ဒါကတော့စပုံငွေ9 တန်းပဲညီကိုလင်းအားရပါရတာလှုပ်ဆန်းမင်းရဲ့လုပ်ငန်းဘယ်လောက်ပဲကြီးကြီးတို့ကုမ္ပဏီကြီးကကုန်တွေအကုန်လုံးကိုယူနိုင်တယ်ဥက္ကဋ္ဌကြီးချမ်းအောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါစေအချိန်တွေကုန်လွန်သွားပြီးတစ်နှစ်ကြာတဲ့အခါမှာတော့မြို့မြောက်ပိုင်းရဲ့အရင်ကစုပ်ပြတ်နေတဲ့စက်ရုံဟောင်းကြီးဟာအခုဆိုရင်ဧကရာနဲ့ချီကျပြန့်ပြီးစနစ်ကျတဲ့လင်းလေပတ်မှုစီးပွားရေးစက်ရုံကြီးဖြစ်လာခဲ့ပြီးဒီနေရာမှာရှုပ်လွန်တွေမရှိတော့ဘူးအနက်အသက်ဆိုးတွေလည်းမရှိတော့ဘူးမီတာ10 ကဏ္ဍလောက်မြင့်တဲ့စက်ရုံကြီးထဲမှာကုန်တွေကစနစ်တကျရှိနေပြီးအလိုလျောက်ထုတ်ပိုးတဲ့စက်တွေကလည်းပုံမှန်လဲပတ်နေတာပေါ့ဒါပေမဲ့ဒီနေရာရဲ့အဓိကအနှစ်သာရကတော့လေးစားမှုခံရတဲ့အလုပ်သမားတွေရဲ့ခွဲခြားရေးကွန်ရက်ပဲဖြစ်တယ်ကုန်တင်ကားအသစ်ကြီးတွေကဝင်းထဲမောင်းဝင်လာကြတယ်ကားပေါ်ကဆင်းလာတဲ့လူတွေကတော့အရင်တုန်းကလိုအဝတ်စုပ်တွေနဲ့နှိပ်စက်ညှဉ်းပန်းခံရတဲ့လေလွင့်သူတွေမဟုတ်ကြတော့ဘူးအဖိုးလီကတန်ရှင်းတဲ့ဝတ်စုံပြားကိုဝတ်ဆင်ထားပြီးစိတ်သက်တွေတက်ကြွစွာနဲ့စည်ရင်းစာအုပ်ကင်ကခွဲခြားထားတဲ့ကုန်တွေနဲ့တန်ရှင်းတဲ့ပလတ်စတစ်တွေကိုစည်ရင်းစစ်နေတာပေါ့ဟုတ်ပါတယ်အရင်တုန်းကကြောင်ချံရဲ့နှိပ်စက်မှုကိုခံခဲ့ရတဲ့အောက်ခြေအမိုက်ကောက်သမားတွေဟာအခုချိန်မှာတော့လာချင်တဲ့လူတိုင်းကျွန်တော်စက်ရုံရဲ့ရေရှည်မိတ်ဖက်တွေဒါမှမဟုတ်တရားဝင်အလုပ်သမားတွေဖြစ်ကုန်ကြပြီသူတို့ရဲ့ဝင်ငွေကနှစ်ဆတိုးလာရုံတည်းမကဘူးငွေရသည်ဆိုရေခဲရေရှိတယ်စောင်းရသည်ဆိုရေနွေးချမ်းရှိတယ်ဒါတည်းမကသေးဘူးပုံမှန်ပေးတဲ့တက်တာချောင်ချီရေးတွေပါရှိတာပေါ့တထေးလင်းမင်္ဂလာပါကျွန်တော်လျှောက်လာတာကိုမြင်တော့အဖိုးအိုဖွားအိုတွေကလှမ်းပြီးနှုတ်ဆက်ကြတယ်လူတိုင်းရဲ့မျက်နှာပေါ်မှာလည်းနှလုံးသားတွေကလာတဲ့အပြုံးတွေနဲ့လှုပ်အားရဲ့ဂုံတိတ်ခါတွေပေါ်လွင်နေတာပေါ့ကျွန်တော်ကလည်းပြုံးပြီးသူတို့ကိုခေါင်းငိတ်နှုတ်ဆက်လိုက်တယ်စီးပွားရေးရဲ့အနှစ်သာရဆိုတာတယောက်ရှုံးတယောက်နိုင်မဟုတ်ဘူးအားလုံးအတူတူနိုင်ကြဖို့ပဲကားမဲရောင်ကြီးတစ်စီးကစက်ရုံအရှိမတေသက်စွာရက်လိုက်တယ်တထေးလင်းမြို့ထဲမှာပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတိုးတက်မှုဆိုင်ရာညီလာခံရှိပါတယ်လူကြီးမင်းကတော့အဓိကလုပ်ငန်းရဲ့ကိုယ်စားလှယ်အနေနဲ့စင်မော်တက်စကားပြောရမှာပါအချိန်နီးနေပြီးတွားကြစို့ကျွန်တော်ကကျေဝန်းလာတဲ့ကားနောက်ခန်းထဲထိုင်လိုက်ပြီးကားကလည်းစက်ရုံထဲကနေတေသက်စွာမောင်းထွက်ကမြို့လေကောင်စီကိုဥတီသွားတော့တယ်လမ်းမှာရွာထဲကရိုးရိုးလမ်းစုံကိုဖြတ်တဲ့အခါမိတာပေါ့ကျွန်တော်ကပြင်းပြင်းရှိတာနဲ့မှန်ပြင်ပန်းကနေအပြင်ကိုလှမ်းကြည့်လိုက်မိတယ်လမ်းဘေးကအမိုက်ဆိုင်တစ်ခုရဲ့အပြင်ဘက်မှာအမိုက်ကောက်သမားအချို့ကစက်ကူဖက်တွေကိုလူယူနေကြတယ်အဲ့ဒီထဲကလူတစ်ယောက်ကတွန်းဖက်ခံလိုက်ရပြီးမြေပြင်ပေါ်ကိုတနာစရာကောင်းတော့အောင်လဲကျသွားတယ်သူကောင်းမော်လာတော့ဖုံတွေပေးနေပြီးပင်မနှွမ်းနေနေတဲ့မျက်နှာကိုမြင်လိုက်ရတယ်သူကအကြောင်ချမ်းပဲဖြစ်တယ်လွန်ခဲ့တဲ့တစ်နှစ်ကသူကစီးပွားရေးလိမ်လည်မှုနဲ့အကျွေးတွေကြောင့်ပိုင်ဆိုင်မှုအလုံးတရားရုံးရဲ့တင်စီခြင်းကိုခံခဲ့ရတယ်ဒဏ်ငွေအများကြီးဆောင်ခဲ့ရရုံနဲ့မကဘူးအထဲမှာလည်းလာပေါင်းများစွာနေခဲ့ရသေးတယ်အခုအပြင်ပြန်ရောက်လာတော့သူ့မှာဆက်လို့မကုန်နိုင်တဲ့အကျွေးတွေရှိနေပြီး
အရင်ကတငယ်ချင်းတွေကလည်းသူ့ကိုအကုန်ရှောင်နေကြတယ်သူကအလုတ်ကောင်းကောင်းတောင်ရှာမရတော့ပဲသူများပစ်ထားတဲ့စက်ကူဖက်တွေကိုကောက်ပြီးပဲအသက်မွေးနေရတာပေါ့အဲ့ဒီအချိန်မှာသူ့လက်ထဲမှာစုပ်ပြက်နေတဲ့ဘူးကွန်ချို့ကိုကင်ထားပြီးမိနေတဲ့ကျွန်တော်ရဲ့ကားကြီးကိုမော့ကြည့်နေတယ်ကားမှန်ကတဝက်လောက်ဆင်းသွားပြီးနောက်ခန်းမှာထိုင်နေတဲ့ကျွန်တော်ကိုသူမြင်သွားတဲ့အချိန်မှာတော့တကူလုံးချက်ချင်းတောင့်တင်းသွားတော့တာပဲသူ့ရဲ့မှုံဝါးနေတဲ့မျက်ဝန်းတွေထဲမှာပြင်းထန်တဲ့ထိတ်လန့်မှုတွေနောင်တရမှုတွေမယုံနိုင်မှုတွေနဲ့ကြီးမားတဲ့မျောလင်းချက်မဲ့မှုတွေပေါ်လာတော့တယ်သူ့ရဲ့နှက်ခမ်းတွေတုံရင်နေပြီးကျွန်တော်နာမည်ကိုခေါ်ချင်နေပုံပဲကျွန်တော်ကသူ့ကိုကြည့်ပြီးမျက်ဝန်းထဲမှာဘာလှုပ်ရှားမှုမှမရှိဘူးလမ်းဘေးကတာမန်ကြောက်တုံးတုံးကိုကြည့်တယ်လို့ပဲပေါ့တထေးလင်းမီးစိမ့်ပြပြီဗျကျွန်တော်မျက်လုံးကိုပြန်ရုပ်လိုက်ပြီးခလုတ်ကိုနှိပ်လိုက်တယ်အမဲရောင်မှန်ကဖြည်းဖြည်းချင်းတက်သွားပြီးကြောင်ချန်ရဲ့နောက်တရနေတဲ့မျက်နှာကိုမှန်ပြင်ပန်းရဲ့အပြင်ဘက်မှာထာဝရခွဲခြားပစ်လိုက်တော့တယ်ကားကြီးကအတန်မြည်ပြီးအမဲရောင်လျှက်စီးကြောင်တစ်ခုလိုပဲမြို့ရဲ့အစီကားဆုံးနေရာစီကိုမြ мян မောင်းထွက်သွားတော့တယ်အမိုက်လောကရဲ့ဘရင်ဟုတ်လားလုံးဝမဟုတ်ပါဘူးဒါကအစပဲရှိသေးတာဒီကျေပြန့်တဲ့စီးပွားရေးအင်ပါယာကြီးရဲ့တကားချက်ကိုကျွန်တော်ခုတင်မဲ့တွန်းဖွင့်လိုက်တာဖြစ်တယ်ဇလန်းလေးကတော့ပြီးပါပြီခင်ဗျာကျွန်တော်ရဲ့ ANK Weekend Channel ကအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ